ဒီနေ့ကတော့ရွှေစင်တို့ကြောင့်ပိတာနဲ့ဖျားတော့ဖို့ဖြစ်ခဲ့ကြတယ်ပေါ့နော်။တောင်ကြီးမှာလည်းဟိုနာဒီနာရှောက်လေးဖြစ်ခဲ့ပါတယ်။ပထမဆုံးဖျားအောင်ရောက်တာနဲ့ဒီစပယ်ပန်းလေးဝယ်ပြီးတော့မှဖျားကိုကပ်ဖြစ်ခဲ့ကြတယ်ပေါ့နော်။တငယ်ချင်းလေးရောက်လုံးဒီပန်းလေးကိုဝယ်ပြီးတော့မှအလူလိုဖြစ်ခဲ့ကြတာပါ။တောင်ကြီးတက္ကသိုလ်ဘွဲ့နေတဲ့ပြင်နဲ့ရှိနေတာကြောင့်ဖျားမှာဒီဘဲယူရဲ့သူတွေတပုံလိုက်တောင်းလည်းမြင်ရတယ်ပေါ့နော်။အချက်လေးမျက်နှာမှာရှိရဲ့ဖျားလေးစုကိုရှခုကြော့ပြီးတာနဲ့ဗီဒီယိုလေးတွေတိုက်ရိုက်ဖြစ်ခဲ့ပါတယ်။ကောရမဖျားကကုတန်ဖျားခေါနာကုံနဲ့ကတပဖျားတွေကိုအရက်လေးမျက်နှာမှာအတီးတီးတည်ထားခဲ့ကြတယ်ပေါ့နော်။ဖျားလေးစုလုံးကနန်တော်အမြင့်နဲ့14ပြီဂျပလီအမြင့်2ပြီ6လက်မှာစစ်ပေးသားချင်း4800နဲ့မျက်နှာတော်ရွှေလေးချင်းကတော့56ချက်သားရှိတယ်လို့ရေးသားထားတယ်ပေါ့နော်။အနေကစတင်တဲ့နေ့ပဲကွဲသွားတယ်လို့သိရတယ်ပေါ့နော်။ပရင်းပေါက်ပေါ်မတက်ရလို့စာရေးတာရွှေစင်တော့မတက်ပါဘူးရွှေစင်တငယ်ချင်းကသူတို့ပစ္စည်းတွေကိုထားရတယ်ပေါ့နော်အပြင်ရောက်တာနဲ့ရွှေစင်တငယ်ချင်းတွေကလေသူတို့ဘာသာအေးစိတ်တက်ပေါ်ရိုက်နေကြတယ်ပေါ့နော်ရွှေစင်အိတ်တောင်ကိုအရန်သဘောကျတယ်ကလုံးမျိုးကဖြိုက်တောင်နဲ့အရန်စင်တယ်လို့ခံစားရတယ်ပေါ့နော်ပြီးတော့မောင်းထူကိုတွေ့တာနဲ့မောင်းလေးကိုကျော်တနာကြီးလဲထုတ်ကနေလဲတော့နေရတအားပူပြီးနေရှိန်တာကိုပြီးတော့လူကကောင်းမှုတို့ခံစားလာရတယ်ပေါ့နော်အဲ့ဒါနဲ့နေတဲ့နေရာကိုရှာမယ်ဆိုပြီးမှဖျားရဲ့ခြေတော်ရအဆောက်အဦရောက်သွားတာအဲ့မှာ32ပုံပြဇရာတွေလဲဒါရှိစင်ဖတ်လိုက်တယ်ပေါ့နော်ငေးကြီး8ထက်နဲ့ဒီနှစ်ပြီး6ထက်စသဖြင့်အသေးစိတ်ဒီထေးရေးသားထားတာကိုတွေ့ရတယ်ပေါ့နော်ဖျားရဲ့ခြေတော်ရကိုလဲအသေးစိတ်တပုံရိုက်ခဲ့ပါတယ်ရှင်ဖျားဆောင်လေးနဲ့တွေ့ရနဲ့တော်လို့ရမလားဆိုပြီးတော့ဖွင့်ကြည့်ရနေရပူနေတော့မမြင်မိဘူးဒီမှာတော့ခတ်ထားတာနောက်မှပဲတွေ့ရပေါ့နော်ရွှေစင်ဗုဒ္ဓဟူနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗုဒ္ဓဟူနဲ့မှာပဲရေသက်ပေပူစော်ခဲ့ပြီးတော့မှမိဘနဲ့မိသားစုတွေအတွက်ဒါဆုတောင်းခဲ့ပါတယ်ဖျားမှာရှိတဲ့တက်ပေပြီးတော့မှကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်ခဲ့ကြတယ်ပေါ့နော်ဒါပြီးရနေမြို့မစီတဲ့ကိုသွားပြီးတော့မှရှောက်လေးဖြစ်ခဲ့ပါတယ်မတော်ခင်မှာတောင်ကြီး view point လေးရှိရနေအဲ့ဒီမှာတပုံလေးလည်းရဖြစ်ခဲ့ကြတယ်ပေါ့နော်ဒီကနေလမ်းကြည့်တာတောင်တန်းလေးတွေမြင်ရတာအရင်ဖိနေမိုက်တယ်ပေါ့နော်တောင်တန်းစိမ့်စိုးလေးတွေနဲ့တကယ် Shan State 5မျိုးကိုအပြည့်အဝရစီပါတယ်ပြီးတော့ဖျားဝင်သွားမှလည်း Rich Cafe မှာလည်းဖြော်ရည်တောက်ဖြစ်ခဲ့ကြတယ်ပေါ့နော်အမောပြအောင်လို့ဆိုပြီးတော့မှရွှေစင်ကတော့ strawberry ဒိန်ချင်းကိုပဲမတောက်ဖြစ်ခဲ့ပါတယ်ရွှေစင်တငယ်ချင်းတွေကတော့ barbecue tea မတောက်ဖြစ်ခဲ့ကြတယ်ပေါ့နော်ဖျားအပြန်လမ်းမှာချက်တူရွေးလေးနဲ့စီခွက်လေးနဲ့ထွတ်ထွတ်တပုံဝင်ရိုက်ခဲ့တယ်ပေါ့နော်ရွှေစင်တငယ်ချင်းတွေကတော့အဲ့ဒီကောင်းလေးတို့ဝိုင်းတနာနေကြတာဆလာမှုကြီးဖျားကဒီတောင်ကြီးတက်ခုတို့နဲ့နီးတဲ့အတွက်ကြောင့်မို့သွားလာတာတော့အနေရမများဘူးပေါ့နော်ရွှေတငယ်ချင်းလက်ထဲမှာပါပြီးဒီကိုရိုင်းရှိနေချိန်မှာရွှေစင်ကတော့တစ်ရှူလေးပဲခိုင်းတာပါတယ်ဘာလို့ဆိုလို့ရှိရင် strawberry မှာတော့ဆိုင်ရဖန်ခွက်နေပဲနော်ကိုဘူးနဲ့ချပေးတာမဟုတ်တော့အဲ့ဒီမှာလိုင်းကားစောင့်ရင်းနေပဲဗီဒီယိုလေးတွေဆက်ရိုက်ဖြစ်ခဲ့တယ်ပေါ့နော်ရွှေစင်ကအမှန်တိုင်းပြောလို့ရှိရင်လိုင်းကားစီးရတာကိုကြောက်တယ်ပေါ့နော်တကယ်တော့အတန်ကိုကြောက်တာခါမှလည်းမစီးခဲ့ဘူးပေါ့နော်မြို့ပတ်လိုင်းကားကအခုမှ first time စီးပူတာပါမြို့ပတ်လိုင်းကားစီးပြီးတာနဲ့တကယ်စနေရောက်တာမျိုးမှာစီးဘက်ကိုရောက်ရှိလာခဲ့တယ်ပေါ့နော်ပြီးတော့အဲ့ဒီမှာအမ
မှတ်9ချိန်ခံပညာလေးတန်းအကြောင်းကိုလည်းတွေ့ရတော့တပုံရိုက်ဖြစ်ခဲ့တယ်တကယ်ချင်းကသူ make up ဝယ်တာနဲ့ဒါဗီဒီယိုရိုက်ပြီးတော့မှ live ဖြစ်ခဲ့တယ်ပေါ့နော်ဒူရီရှုပ်တာနဲ့တကယ်ချင်းလက်ကိုလည်းကျွန်မအတင်းချက်ထိဆွဲပြီးတော့ like ခဲ့ပါတယ်ရှင်ပြီးတာနဲ့တကယ်ချင်းကသူစာဖို့ရဆိုင်ရာကောင်းနေဆိုလို့မိဦးပဲနေ့လည်စာဖြစ်နေမှာစာဖြစ်ခဲ့တယ်ပေါ့နော်ပြီးတာနဲ့တောင်ကြီး ocean park ကိုအလေသွားဖြစ်ခဲ့ကြတယ်ရှိစတော့ဘာမှတိတ်မဝဲဖြစ်ဘူးပေါ့နော်လက်သေးလေးပဲလက်သေးအတုလေးပဲဝဲဖြစ်ခဲ့တာအဲ့ဒီမှာမှန်တွေ့ရတဲ့တကယ်ချင်းတစ်ယောက်သားမှန်ကိုတပုံရိုက်ဖြစ်ခဲ့ကြပါတယ်ရှင်book center ကိုလည်းသွားဖြစ်ခဲ့တယ်ပေါ့နော်စောင့်တရားတော့လူချင်တဲ့စောင့်တည်ပဲပေါ့နော်မလူချင်တဲ့စောင့်ရလို့မရှိပါဘူးရှင်မုံချေမျက်စိလေးရောက်ရင်ပေါ့နော်ဒါပေမဲ့တောင်ကြီးတက္ကသိုလ်မှာကလည်းစောင့်တွေငါလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာစောင့်မှတော့ရှင်စမဝဲဖြစ်ခဲ့ဘူးတောင်ကြီးဥရှင်းနေပြီးတာနဲ့မြက်ခန္ဓာပန်းချံကိုလည်းထပ်ပြီးတော့သွားနေဖြစ်ခဲ့ပါတယ်ရှင်စတငယ်ချင်းလိုက်ကောတငယ်ချင်းတွေသူတို့ဒီပြတိုက်မှာဓာတ်ပုံတွေရိုက်တာတွေ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ပြတိုက်ကဘာမှရှိမှန်းသိချမသိဘူး။အော်မြက်ကန်တာရောက်မြက်ကန်တာပန်းချံရောက်မှပဲဒီမှာရှိပါလားဆိုတော့ရှင်စင်သိလိုက်ရတာ။မြက်ကန်တာမဝင်ခင်မှာတော့ရှင်စတငယ်ချက်သူအနွေတွေဝေးခြင်းနေဆိုတာနဲ့ဆိုင်မှာလဲအနွေတွေဝေးတာကိုဒါသွားပြီးတော့မှရွေးပြီးဖြစ်ခဲ့ပါတယ်။ပြီးတာနဲ့ဓာတ်ပုံတွေပကြည့်ပြခန်းကိုသွားပြီးတော့မှလဲပတ်ခဲ့ပါတယ်ရှင်။ပစီပြကန်နေတော့ရှိစင်အရှင်းနေတော့ပစီဆာမဖြစ်စင်ခဲ့ပါလားဆိုတာလေးပြန်ပြီးတော့မှအမှတ်ရပါစေခဲ့တယ်ပေါ့နော်ရှိမှလည်းဒီပစီဆရာတွေရဲ့ artist တွေကိုလည်းဒါဖော်ပြထားတဲ့ရှိရပေါ့နော်မြကန်တာမှာတော့အချိန်အများကြီးမဖြုံးခဲ့ဘူးညနေဒီနာရီကျော်ပေါ့နော်အဆောင်ကနေပိတ်ချင်ရောက်ပြီဆိုတဲ့အခါကျတော့အများကြီးအချိန်မပေးခဲ့ဘူးအဲ့ဒါနဲ့ပဲစောပြန်ခဲ့ကြပါတယ်ရှင်ဆိုတော့ဒီနေ့ရဲ့ vlog လေးကတော့ဒီလောက်ပါပဲရှင်ဒီဆက်ဗီဒီယိုလေးကိုအချိန်ပေးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်တတားပါရှင်